အိန္ဒိယတရုတ်ကိုသွားတဲ့လီဒိုလမ်းမကြီးဟာတနိုင်းတစ်လျှောက်ပျက်စီးနေပြီးမိုင်အနေနဲ့ဆိုရင်မိုင်ပေါင်း40လောက်ပျက်စီးဆုံးရှုံးနေပါတယ်။မိုးရင်းကာလရောက်ရင်တော့လိုင်းကားတွေကိုစင်ထုံဆက်တွေနဲ့ဆွဲရပြီးတော့မိုင်40ကို2ရက်လောက်သွားလာနေကြရပြီးစင်းနဲ့ဆွဲရင်ကျပ်9000ထုံဆက်နဲ့ဆွဲရင်ကျပ်3000စတဲ့အခကြေးငွေတွေကောက်ကားတွေကိုဆွဲပေးကြပါတယ်။အဓိကကတော့ကုန်တင်ကားကြီးတွေစီပေါင်စာကားကြီးတွေ10ဘိန်း12ဘိန်းကားကြီးတွေချက်တာများတယ်။အဲ့ဒါတွေကြောင့်အောက်ခံမြေသားတွေမခံနိုင်တော့ဘူးရွှေတူးပြီးဖို့မြေတွေပို့လိုက်တာလဲပါမယ်။အဲ့လိုမျိုးနေရာတွေကပိုဆိုးတယ်။မိုးရင်းဆိုစင်တွေထုံဆက်တွေနဲ့ဆွဲရတယ်ဆိုပြီးဒေတာခန်တူကဆိုပါတယ်။ဒီလိုဖိုးတန်တယံဇာတာတွေထွက်ရှိရာဒေတာဖြစ်တာကြောင့်လမ်းတွေပျက်စီးနေတာကိုအခွန်ကောက်ခံတဲ့အဖွဲ့တွေအနေနဲ့ပြန်ပြီးပြုပြင်ပေးဖို့ဒေတာခန်တွေကလိုလားနေကြပါတယ်။ရွှေတူးဖော်ရာတနိုင်းဒေတာမှာတော့ရွှေဖောင်ကြီးတွေနဲ့လုပ်ကင်သူတွေပိုများလာပြီးအဲ့ဒီလုပ်ငန်းတွေဟာတနိုင်တပိုင်ရွှေတူးဖော်ရာတွေထက်လုပ်ငန်းပမာဏလည်းကြီးမားပါတယ်။အဲ့ဒီလုပ်ငန်းတွေကိုတရုတ်ကုမ္ပဏီတွေကလုပ်ကင်နေကြတာပါ။